Okay ဒီပွဲကတော့ကျွန်တော်တာမှုပတ်သက်စီယာလက်600မြန်မာငွေ9000ဝဲကြီးပွဲချတာပေါ့နော်ကျွန်တော် ASP 2កောင်ဆိုတော့လေကျွန်တော်ဘဲကောင်နိုင်ပြီ ASP မှာ2កောင်တော့ goal တွေပဲပေါ့နော် Okay အဲ့တော့ fair ကျွန်တော် Leo Fake တစ်ချက်တော့ပြေးဝင်လာတယ် Bakery Decent တခါတန်းပြီးတော့တိုက်တယ်နောက်မှ slash ကြီးလည်းထပ်တော့ပါတယ်တာမှုကလည်းကျွန်တော် Inferno Van နဲ့ပြန်ပြီးတော့ပြေးတာပေါ့နော် Okay Inferno အီးတီးတိုင်းပဲဆိုတော့လေတိတ်တော့စမပြေဘူးတာမှုကကျွန်တော်တို့ဒါ VP သမားမဟုတ်ဘူးပေါ့နော်ကျွန်တော် Van ညံသမားဆိုတော့ဒါ Van ညံမပါ VP နဲ့ဆော့တာနည်းနည်းတော့ကျွန်တော်ပြများတယ် Fab ကတော့ပေးလိုက်ရပြီနောက်တာမှုခုံပြီးတော့ဝင်လာတယ်တာဝါထဲမှာကျွန်တော် Leo Fake နဲ့တော့ပြန်ထွက်သွားတယ်နောက်တာမှုပါသွားတယ်ပေါ့နော် Okay Inferno တော့ပွင့်လာသေးတယ်80 minute 200လုံးပဲဒါပေမဲ့တစ်ဖက်ကကျွန်တော် Fair ရဲ့ slash ကြီးကပို့ပြီးတော့နားရတယ်တာဝါထဲမှာတော့ကွာတော်နာတာအဲ့တော့ second flap Okay နောက်တစ်ခေါက်ပဲတာမှုကတော့ထပ်ပြီးတော့ပြေးဝင်လာတယ်ပြီတစ်ဖက်ကကျွန်တော် Bakery Decent ကျွန်တော် Fair ပြန်ပြီးနောက်မှာ slash ကြီးတော့စတိုက်ပါလာတော့ပြီတာမှုစနေကလည်းကျွန်တော် Inferno ပွင့်ပြီးတော့ပြန်ချတာမရဘူးကွာသွေးနည်းနည်းလေးရောက်ပြီ Okay 3အောင်မြောက်ပေါ့ကဲတာဝါထဲမှာတာဝါထဲကြီးတော့မလုပ်ပါနဲ့ Leo Fake နဲ့တော့ပြန်ခုံထွက်လာတယ် Fair ထပ်ပါသွားတယ်တာဝါထဲကိုတစ်ဖက်မှာ slash ကြီးတော့ထပ်ပြီးတော့ပြီဆိုပေမဲ့လေကျွန်တော်တာဝါ damage ကမတေပြန်ဘူးရောက်ရေး game win Okay ကျွန်တော် game view ဆက်ကြည့်ရင် Bakery Decent Fair basic တက်တယ်ပဲပေးထားသေးတယ် slash ကြီးတော့သူတိတ်ပြီးတော့မသုံးထားသေးဘူးတာမှုစနေကတာဝါထဲပဲပြန်ပတ်မယ် level 4ကမပွင့်သေးဘူးဆိုတော့လေမပွင့်သေးတဲ့ကောင်တာဝါကြီးအတင်းဝင်ရတော့အနိုင်စင်ကကြာတယ် Leo Fake နေပြီကျွန်တော်ဒါ game 2ရဲ့ hero kit တစ်ကောင်ပေါ့နော်တာဝါထဲတက်ပါလာပဲပြီးတော့ fighter 2ကောင်ချတာကိုတာဝါကြီးတိဝင်ရတော့လွန်နေကွာOkay ဆက်ကြည့်တော့ထပ်ပြီးတော့မယ်တော့မတာမှုပြန်လိုက်လာတယ်ဒီတစ်ခါတော့တာဝါ damage ကို Fair အနေနဲ့ကမခံနိုင်ဘူး hero kit တစ်ကောင်ပြန်ပေးလိုက်ရတယ်မစိုးဘူး fighter 2ကောင်အကျိတ်နေဝေးလေးပေါ့နော် Okay အဲ့တော့ physical ချက်တက်ပြီးတော့ပေးတာလို့တာမှုခုံတော့ရိုက်တယ်ဆိုပေမဲ့ဒီဘက်မှာ level ကကျွန်တော် level 9ဆိုတော့နည်းကွာနေပြသေးတာ Okay Leo Fake sorry ကျွန်တော် Bakery Decent ထပ်ပါလာရင်ဘက်ကကျွန်တော် Bakery set ကိုတာဝါကို damage ရှောင်ပြီးပေးသွားတော့ Fair မိုက်တယ် Leo Fake ကိုဘက်တာဝါလေးပြန်ဝင်သွားတယ်တာမှုကတော့သွေးဖင်ကလေးနဲ့တော့ save ထားသေးတယ်ပေါ့နော်ဒီဘက်မှာကျွန်တော်ဒါ Fair အနေနဲ့ကကျွန်တော် Mega Tower တော့စပြီးတော့ယူနေပြီ Leo Fake ထပ်ဝင်လာတယ်တာမှုသွေးဖင်ကလေးနဲ့ကွာငါကောင်ကြီးပြန်လိုက်ရမှာဟာအဲ့တော့ကျွန်တော် Bakery Decent ဖွင့်ထားတဲ့ Fair တော့ခေါင်းကြီးတော့ရိုက်ခွဲနေပြီတာဝါပြင်ကနေပြီးတော့ slash နေပေါ့နော် Okay basic ချက်နောက်မှပြန်มาလာသေးတယ် set ချက်သုံးလာသေးတယ်တာမှုကခုံပြီးတော့ plane တော့ရှောင်သွားတယ်မရအောင်နောက်မှ Leo Fake နဲ့ထပ်လိုက်တာသေးတယ် 4K ကွာ Okay ကျွန်တော်ဒါ time bet 600မြန်မာငွေ9000ဝယ်ကြီးဝယ်ပေါ့နော်ညတိုင်းကျွန်တော် channel ဝယ်ထက်ချီကိုမေး